ဒီကနေ့အလူတကအလူမများငွေကုန်ကြီးကြခံပြီးတော့ငှားရမ်းထားတဲ့ကြီးကျိုးတရေလေးလက်ခုပ်ပြင်းစဒုရိယာ၅ပါးစုံလင်စွာနဲ့ဂုံတီမဲ့အောင်အဘိတေကမင်္ဂလာဘိသိက်တော်အခမ်းအနားကိုကြီးရွာဤကြက်တရေဖျားကြောင်းတန်စေဒီမှာနေလူဤကြက်တရေမျက်နာမှာနေအလူဤကြက်တရေပြောစီတမ်းမှာနေရှင်များထားခဲ့တဲ့စာပေလင်္ကာများအတိုင်းဟောဒီအလူတော်ကြီးကိုမြင့်တဲ့မြင့်တင့်တဲ့တင့်အောင်ဦးအောင်ကိုလက်ဒေါ်မမူထွေးမန်းရွှေမြို့ကဘိသိက်မောင်ဥက္ကမင်္ဂလာပေါ်မင်္ဂလာစင့်မဲ့ဓမ္မဂီတနှစ်ဌာနကြစီခြင်းဖြင့်မင်္ဂလာပြောစီတံပေးလေဟောဒီမင်္ဂလာဖိတ်စာအားဖတ်ကြားတင်သွင်းခွင့်ပြုပါရှင်သာမဏေသွေးပွေပေမှုတပီလုံးလွယ်ပြောလို့ဒါနကုသလံစုံကြီးပါလေအမြဝိနည်းယဖတ်ကြတာဘာလို့ပါလူနဲ့မြမာညပါလို့ပါလို့ဒါရီခေါ်နိုင်တယ်ဘုရားနေကစားတယ်သင်္ကန်းကြီးကကန်တက်ရှင်သူငါတာအလူတော်မင်္ဂလာပရိဒီယတော်နာဖိတ်ကြားလွန်အနန္တောနန္ဒ၅ပါးနဲ့မန္တလေးတိုင်းဒေသကြီးမတ်တရာမြို့နယ်တမင်ကျန်မြောက်ကျောင်းဆရာတော်ဘုရားကြီးဖြစ်တဲ့၎င်းတော်ဟိရစုရွာကျောင်းဆရာတော်ဘုရားကြီးဖြစ်တဲ့အရှင်သူမြတ်များနဲ့တကွပရိယပရိပပရိဝေရသာသနာ၃ရပ်ကိုထိုင်ရတော်မူကြတယ်ပသိမ်ကြီးမြို့နယ်မန္တလေးတိုင်းအတွင်းကတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိတ်နာယကထားလို့ယဟန်အလူနာယကဤအဖို့ဖွားများဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုမမကြံယဟန်အလူမကြီးဤအဖို့ဖွားများဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုမမကြံအမှုပြုလို့တော့သမင်ကြံမြောက်ရွာနေအလူနာယကကြီးဤဖခင်ကြီးဦးချူဤမိခင်ကြီးဒေါ်လလဟိယဆုရွာနေအလုမာကြီးဖခင်ကြီးဖြစ်တဲ့ဥပ္ပဝင်းမိခင်ဖြစ်တဲ့ဒေါ်လလဝင်း၎င်းတို့အားဥထိတ်နာယကပန်းစင်သဒီကနေ့တော့သားအလုတကာသမီးအလုတကာပါမန္တလေးတိုင်းဒေသကြီးမတ်တရာမြို့နယ်တမင်ကြံမြောက်အမည်နာမကာမကြီးရွာကကန်တယဟအလုတယကဥအောင်ကိုလက်ကန်ထယဟအလုမတော်မူမူထွေရှင်သာမဏေသွေးပွေပေမှုဟောတပီလုံးတွေပြောလို့ဒါနကုသလာစုကြီးပါလေအမြဝိနည်းယဖတ်ကြတာဘာလို့ပါလူနဲ့ဓမ္မမြသာရုပါရုသာရုဟောနေအ
၎င်းတော်မောင်ပြည့်လျံပိုင်သမီးအလှယရနာမချူသွေဦး၎င်းတော်ရန်အလူတကာဤညမအလူမှဖြစ်တဲ့သမင်ကြံမြောက်ရွာနေကိုဖူးစောမမန်းသူအောင်ရန်အလူတကြီးကာမဤမောင်အလူတကာအလူမှများဖြစ်ကြတဲ့ကိုညီညီလွင်မတင်တင်မှုမိသားစုများကလေးမြတ်စွာနဲ့ဖိတ်ကြားပါတယ်ခင်ဗျာကျွန်တော်ကျမတို့မှာတန်တရားဝဆင်းရဲပေါင်းမှာလွတ်မြောက်ရအမှန်နိဗ္ဗာန်တဲ့နိဗ္ဗာန်အာယုပြုလှူဒန်းပြီးတော့ဖရာမှုရှိသောတန်ဃာတော်ရှင်သူမြတ်တို့အစွမ်းသင်္ကန်းအစရှိသောဒီယဓမ္မဒါရပဝတ္ထုအစုစုကိုစက္ကန့်လှူဒန်းပူဇော်မတရားမြို့နယ်တမင်ကြံမြောက်ကျောင်းကြီးတရင်သုံးတော်မူတဲ့အရှင်ဇဝနအရှင်သူမြတ်အားဘုနောဘတန္တရာကန္တမင်္ဂလာပြုလို့တာအလယရနာတုအလယရနာများကိုရှစ်ပါးပရိက္ခရာဆုံးလင်းစွာနဲ့ရှင်သာမဏေရပပိစ္ဆာဘုံရောက်တော်သွင်းချင်းမြောက်သမီးအလယရနာနှင့်အတူတူမအလယရနာများကြပြန်တော့ရွှေသိငီအတော်မြောက်ပြန်နာတာမင်္ဂလာဆင်ရင်ကျင်းပမည်ဖြစ်ပါသောကြောင့်အလိုတော်မင်္ဂလာပရိက္ခရာတော်မြတ်ကိုကျွန်တော်ကျမတို့နဲ့အတူတကွနာယူကြည်ညိုရန်ကြွရောက်တော်မူပါမည်အကြောင်းလေးမြတ်စွာနဲ့ဖိတ်ကြားအပ်တဲ့အလူတော်ပွဲကြီးပါဗျာဒါကြောင့်သာဓုတိကောင်းလေစွာသာဓုတိကောင်းလေစွာသာဓုတိကောင်းလေစွာသာဓုခေါ်ရင်အမြတ်တတဝဝိနည်းဝိ